မင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့ English ကိုသဘောဝကျကျပြောချင်သူတွေအတွက်သိထားရမယ့် trick ကလေးတစ်ခုကိုကျွန်တော်မျှပေးချင်ပါတယ်အဲ့ဒါကတော့ dropping the h လို့ခေါ်ပါတယ် h ကိုခြံပြီးတော့ English စကားပြောခြင်းလို့ခေါ်ပါတယ်ကျွန်တော်တို့ဒီတူဆက်ပြီးလေ့လာကြည့်အောင်နော်နာမ်စားအနေနဲ့သုံးပြီးပြောတဲ့စကားလုံးတွေမှာ h ကိုခြံပြီးတော့စကားပြောပါတယ်ဥပမာဒီစကားလုံးကို let her in လို့မပြောဘဲနဲ့ဘယ်လိုပြောလဲဆိုရင် let her in let her in သူ့ကိုအထဲဝင်ခွင့်ပြုလိုက်ပါ let her in သူ့ကိုအထဲဝင်ခွင့်ပြုလိုက်ပါဒီစကားလုံးကို give him one လို့မပြောဘဲနဲ့ဘယ်လိုပြောလို့ရလဲဆိုရင် give him one give him one သူ့ကိုတစ်ခုပေးလိုက်ပါ give him one ပြီးတော့ဒီစကားလုံးကိုလည်း tell him about it လို့မပြောဘဲနဲ့ကျွန်တော်တို့ဆက်ပြီးတော့ h ကိုချက်ပြီးတော့ဆက်ပြီးဘယ်လိုပြောရမလဲဆိုရင် tell him about it tell him about it tell him about it သူကိုဒီအကြောင်းပြောပြလိုက်ပါအခုကရိယာရင်းနဲ့သုံးတဲ့ခါတွေမှာလည်းဒီ h ကိုချက်လက်ပြီးတော့ပြောလို့ရပါတယ်ဘယ်လိုစလုံးတွေလဲဆိုရင် have တို့ has တို့ had တို့အဲ့ဒီလိုစလုံးတွေမှာကျွန်တော် h အတန်ကိုဖြောက်ပြီးတော့ပြောလို့ရပါတယ်ဥပမာဒီစလုံးဆိုရင် I have no idea လို့မပြောဘဲနဲ့ကျွန်တော်ဘယ်လိုပြောလို့ရဆိုရင် I have no idea I have no idea အမှအကျဉ်းချုပ်မရှိဘူးငါမသိဘူးဒီစလုံးဆိုရင် tell her to come လို့မပြောဘဲနဲ့ကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုရင် tell her to come tell her to come သူမကိုလာဖို့ပြောလိုက်ပါ tell her to come သူမကိုလာဖို့ပြောလိုက်ပါပြီးတော့ဒီစလုံးကို she had no time to rest လို့မပြောဘဲနဲ့ကျွန်တော်တို့ h ကိုချက်ထားပြီးဘယ်လိုပြောလဲဆိုရင် she had no time to rest သူမမှာနားဖို့အချိန်မရှိဘူးဟုတ်ကဲ့ပါကျွန်တော်မျှပေးချင်တာတော့ဒီလောက်ပါပဲဒီဗီဒီယိုကြည့်ရှုကြခြင်းဒါ h ကိုချက်ထားပြီးတော့အင်္ဂလိပ်စကားကိုသဘောကျကျဘယ်လိုပြောမလဲဆိုတာကိုသဘောပေါက်သွားမယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာနောက်ထပ်သင်ခန်းစာတစ်ခုနဲ့အတူနောက်ထပ်မျှဝေပေးတဲ့တစ်ခုနဲ့အတူပြန်လာခဲ့ပါမယ် So see you in the next video bye bye